ကဲအားလုံးပဲမင်္ဂလာပါညီတို့ထဲပြောလို့မရဘူးကျွန်တော်လည်းပြောတော့မယ်နော်ဘာဖြစ်လို့ပြောရလဲဆိုတော့အခုကဘာဖလာကသူတို့အဲ့ဒီ32နော်1032ဖေကနေတောင်းရှော့ကလန်ကြတယ်နော်ဒါလည်းကန်ကြပြီးမှမနေ့ပြန်ဆိုလို့ရှိရင်တော့ဒီနေ့နဲ့မနေ့ပြန်ဆိုတော့ semi final မနေ့ပြန် semi final အင်္ဂလန်နဲ့အာဂျင်တီးနားနောက် Saturday ဆိုတော့တတိယဆုသူတို့လူမှာဖြစ်တယ်နော် Sunday ကတော့ final သူတို့လူမှာဖြစ်တယ်အဲ့ဒီမှာချို့ Egypt နဲ့ Argentina ကန်တဲ့ချိန်မှာနော်ဒါလိုကြီး referee ကမတရားလို့တဲ့အတွက်ကြောင့်နော် Argentina ကိုမောင်းတယ်လို့အများကြီးရှိတယ်နော် Argentina ကိုလည်းမမောင်းပါဘူးနော်ကြိုက်တယ်နော်တချို့တွေက Argentina ဆော့ရှိရှုံးသွားလိမ့်မယ်လို့သူတို့ထင်ကြတယ်ဒါပေမဲ့သူတို့ကပို့ပြီးတော့တော်လာကြတယ်ပို့ပြီးတော့တက်လာကြတာပေါ့နော်ဆိုတော့မနေ့ပြန်ကြရင်တော့အင်္ဂလန်နဲ့သူတို့ semi final သူတို့ကစားမှဖြစ်တယ်အဲ့ဒီမှာကျွန်တော်တောင်းတချက်ကဘယ်လိုလာမလဲဆိုတော့အခုချိန်ထိကျွန်တော်တောင်းတချက်ကအများအားမှန်သေးတာပေါ့အများအားမှန်သေးတယ်ဆိုတော့ကျွန်တော်အမှားတာတစ်ခုကတော့အဲ့ဒီဘရာဇီးနဲ့နော်ဝေကန်တဲ့ချိန်မှာနော်ကျွန်တော်ကနော်ဝေကိုနိုင်စီချင်တာတော့အမှန်ပဲဘာဖြစ်လို့လဲဆိုတော့သူတို့ကအခုမှသူတို့ကမ္ဘာဖလားဆလာတာကမ္ဘာဖလားတက်လာတာဆိုတော့နော်အားပေးတယ်နိုင်စီချင်တယ်တစ်ဖက်မှာလည်းဘရာဇီးကိုလည်းကျွန်တော်အရင်အားပေးတယ်ကျွန်တော်ကြိုက်တဲ့ပုဂ္ဂိုလ်ချင်းကြိုက်တဲ့လူတွေလည်းပါတာပေါ့နော်ဆိုတော့သူတို့ကတဲ့ချိန်မှာနော် round 16ကျွန်တော်ကတော့တက်ရက်သူတို့ကိုမတွေ့စီချင်ဘူးပေါ့နော်မတွေ့စီချင်ဒါပေမဲ့ဘောလုံးပွဲအရာသူတို့တွေ့ပြီဆိုတော့ဘာမှလုပ်လို့မရဘူးဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့ Norway နိုင်စီချင်တဲ့အတွက်ကြောင့် Norway နိုင်မယ်လို့ကျွန်တော်ကတော့ Norway ဖက်ကနေပြောတယ်ဒါပေမဲ့စိတ်ထဲမှာဖြစ်နေတာဘာဖြစ်လဲဆိုတော့ဘရာဇီးနိုင်မယ်လို့တစ်ဖက်ကလည်းစိတ်ထဲမှာနော်ဘရာဇီးကနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ပြန်ပြီးတော့ထင်တယ်နိုင်စီချင်တာကတော့ Norway နိုင်မယ်လို့ယုံကြည်တာကတော့ Brazil ဒါပေမဲ့ Norway နိုင်သွားတယ်ဝန်တာတယ်တစ်ဖက်မှာလည်းဝန်နေတာပေါ့ဒါပေမဲ့နှစ်ဖက်စလုံးပြန်ပွဲဆိုတော့နှစ်ခုစလုံးကတော့တက်လို့မရတာနော်ဆိုတော့အဲ့လိုဖြစ်တယ်ဆိုတော့ Argentina တော့နော်မနေ့ပြန်ကြရင်ဒီလိုဆုံးကြည့်လိုက်သူတို့တတိယရှုပ်လူတော့မှာနော် semi final နဲ့သူတို့အင်္ဂလန်ကအနိုင်ရသွားလိမ့်မယ်2ဂိုးတကူမဟုတ်ရင်2ဂိုးတောင်းညံ့နဲ့အနိုင်ရသွားလိမ့်မယ်ဆိုတော့ဒီနေ့သူတို့ကန်တာစပိန်နဲ့ France ကန်နေနော်အဲ့ဒီချိန်မှာလည်းသူတို့အများအားဖြင့်တော့ France ကိုယုံကြည်ကြတယ်ဒါပေမဲ့ကျွန်တော်ကသူတို့ကန်နဲ့တောင်းလျှော့ကြည့်တဲ့ချိန်မှာစပိန်ကိုကျွန်တော်ကတော့ယုံကြည်တယ်စပိန်နိုင်လိမ့်မယ်ဆိုတာကျွန်တော်လုံးဝယုံကြည်တယ်တကယ်လည်းပဲဒီနေ့လှပလေးနဲ့သူတို့ France ကိုစပိန်ကအနိုင်ရသွားတာဖြစ်တယ်နော်ဆိုတော့ကျွန်တော်မိသားစုထဲမှာကျွန်တော်တယောက်တည်းပဲစပိန်နိုင်လိမ့်မယ်လို့နော်စပိန်နိုင်သွားလိမ့်မယ်လို့ကျွန်တော်ကတော့ပြောတယ်ကျွန်တော်သားရဲ့သမီးရဲ့ကျွန်တော်မိမလဲတော့မှသူတို့သားသမီးသူတို့သားနေရောက်ဆိုတော့သူတို့ဘောလုံးကန်တယ်သူတို့ယုံကြည်တာ France ယုံကြည်တယ်တကယ်လည်းပဲသူတို့ကန်တဲ့ချိန်မှာကျွန်တော်ပြောသလိုပဲစပိန်ကလှပါလေးနဲ့အနိုင်ရသွားတာဖြစ်တယ်ဆိုတော့ချန်ပီယံကတော့ဘယ်သူရမလဲဆိုလို့ရှိရင်စပိန်ရသွားလိမ့်မယ်ဘယ်သူနဲ့လူမလဲဆိုလို့ရှိရင်အင်္ဂလန်နဲ့လူမှာဖြစ်တယ်နော်ဒီနေ့မှာတော့စပိန်ကချန်ပီယံရသွားမှာဖြစ်တယ်နော်ဆိုတော့ဒီက Facebook ကတကယ်ချင်းနေပြည်သက်ရောဘယ်လိုထင်ကြလဲ comment ထဲမှာရေးခဲ့ပြကြအောင်နော်ဘယ်သူအနိုင်ရသွားမှာလဲခံမှန်းကြရအောင်နော်ခံမှန်းလို့ရတယ်မှားလဲမှားနိုင်တယ်နော်ဒါပေမဲ့ဘသူ့ပွေယုံကြည်ကြလဲသူတို့ကန်တဲ့ဟာကျွန်တော်တေချာကြည့်တဲ့အခါမှာစပိန်ကဒီနေ့မှာတော့လုံးဝချန်ပီယံရသွားမယ်ဆိုတာကျွန်တော်ယုံကြည်တယ် comment ထဲမှာကြည့်ကြနော် see you next video